ရတယ်ကနောက်နေ့မနေ့ကျရင်ဘာစားမယ်ဆိုပြီးကြိုတင်စီစဉ်ထားတယ်ဒါပေမဲ့တကယ်တမ်းစားပြစ်သွားတာကော်ပြန်စိမ့်နဲ့ကော်ပြန်ကျော်ဒီနေ့ကတနေ့လုံးအိမ်မှာနေပြီးလောက်ရမယ့်အလုပ်တွေများတော့မနက်စာကိုဘိုက်တင်းအောင်စားထားမှအဆင်ပြေမှာကော်ပြန်စိမ့်နဲ့ကော်ပြန်ကျော်ယူတော့ဘယ်ဟာပိုကြိုက်လဲမသိပေမဲ့နှိမ့်ဝေရတော့ကော်ပြန်စိမ့်ကိုပိုကြိုက်တယ်ဗီဒီယိုတွေထဲမှာဒါပောက်ခွရဆုံလျှောက်စားပေမဲ့တကယ်စီကြော်နဲ့စီမပါတာနဲ့ရှင်လာကျမစီမပါတဲ့ဟာတွေကိုပူစားပြစ်တယ်ဒီနေ့ကမနက်စာတေချာစားပြီးအားပြည့်နေမှဖြစ်မှာဘာလို့လဲဆိုတော့ကျမအိမ်ရဝရဏကိုကျမတန်ရှင်းရေးလောက်ကမှာမို့လို့အခုလိုအလုံးများမှာကြိုသိနေတဲ့နေ့ဆိုမနက်စာအများကြီးစားပြီးဘိုက်ကိုကြိုဖြစ်ထားလိုက်တယ်စီမပါတဲ့ကော်ပြန်စိမ့်ကိုကြိုက်တယ်ဆိုပေမဲ့လည်းဒီကော်ပြန်ကျော်လည်းမစိုးတော့မစိုးစားလို့အဆင်ပြေတယ်အကြိုက်ဆုံးကတော့ဒီမှာဒါကိုကော်ပြန်ပေါင်းလို့ပဲခေါ်မလားဘလို့ခေါ်မလဲတော့မသိဘူးအဲ့ဒီကော်ပြန်စိမ့်ဟာကိုပဲကွယ်ဖက်ရွက်လေးနဲ့ပြန်ပြီးတော့ထုတ်ထားတာတော်စားလို့ကောင်းတယ်ဒါလေးကအထဲမှာအသားနဲ့အသီးရွက်ကလည်းမျှတအောင်ပါတော့အသီးရွက်ကြီးပဲမစားဖြစ်တဲ့နှင်းဝေအတွက်တော့ဒါအသီးရွက်လည်းစားပြီးသားဖြစ်တယ်မနက်စာလည်းစားပြီးပြီဆိုတော့တနေ့ကုန်လုံးရမယ့်အလုပ်တွေမှာလန်းဆန်းတက်ကြနေအောင်လို့အန်နာဘိုစီတစ်လုံးတောက်ပါမယ်အန်နာဘိုစီမှာဗိုက်တာမင် C 9 မီလီဂရမ်နဲ့ဗိုက်တာမင် B ကွန်ပလက်ပေါင်းစပ်ပါဝင်တာကြောင့်တနေ့တာလုံးလန်းဆန်းတက်ကြနေအောင်ကူညီပေးတယ်မနက်စာလည်းစားပြီး energy လည်းပြည့်နေပြီဆိုတော့လုံးဝမယ့်အလုပ်လေးတွေလုံးလိုက်အောင်မယ်ရှင်အဆုံးနေကြည့်ပေးလို့ကျေးဇူးပါ bye